皆さんအားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ပညာဒါနလုပ်ပေးချင်တာလေးကကြတော့ဒီကိုကိုရိုတိုခါရာရာနော်ရှိခုမီရဲ့ဒီပေါ့နော်ဟိုလဲအကြောင်းလေးပေါ့နော်အဲ့တော့ဒီဟိုနဲ့အကြောင်းလေးကလည်းဒီခိုကရှိကန်ရဲ့မိခွန်းနေမှာတော့မေးလေးမေးထားရှိတယ်ပေါ့နော်အဲ့တော့အားလုံးပဲဘလွယ်ပဲတော်တော်ကြီးနေနဲ့ဟိုနဲ့ရဲ့အကြောင်းလေးမိခွန်းလေးကိုရသွားတယ်ဆိုလို့ရှိရင်လေအဲ့တော့တစ်ဖက်တစ်လမ်းအထောက်ကူဖြစ်တာပေါ့နော်ခိုကရှိကန်အတွက်အဲ့တော့ခိုကရှိကန်မှာမေးလေးမေးထားရှိပါတယ်တော့ဒီဟိုနဲ့ပေါ့နော်ဟိုနဲ့အကြောင်းလေးကိုအဲ့တော့ဘယ်လိုလေးမေးထားလဲဆိုတာကြည့်ကြမယ်နော်အရင်ဆုံးမေးခွန်းဖတ်ပါမယ်ဟိုနဲ့နီခန်ဆူရူဆူဂီနိုခိချစနိုချီတာဒါရှိမိုနိုဟီတိုဆအေရာဘီနာဆိုင်အဲ့တော့ဒီအယိုးနဲ့ပတ်သက်တဲ့ပေါ့နော်အကဒီပေးထားတဲ့အကြောင်းအရာတွေကတော့အဖြေမှန်တစ်ခုကိုရွှေ့ပေးပါဆိုပြီးတော့ပြောထားတာပါအဲ့တော့အယိုးအကြောင်းကိုမင်းသားဆန်တို့ကိုဒီဟိုအရှိပညာဒါနတွေမှာအယိုးအကြောင်းလေးတင်ပေးထားတာလေးရှိရပေါ့နော်အဲ့တော့အယိုးအကြောင်းလေးဒီတင်ပေးထားတဲ့အတွက်တော့အယိုးအကြောင်းကဒီချက်ဒီ TikTok မှာပေါ့နော်အယိုးအကြောင်းလေးတင်ပေးထားပါတယ်ဒီနိုင်လို့မရတဲ့ရိုးအကြောင်းလေးကိုဘယ်နေရာမှာတင်ပေးထားတာလဲဆိုလို့ရှိရင်အဲ့တော့တခါရဲရှာပေးလိုက်မယ်နော်အရိုးအကြောင်းတော်တော်ကြီးဟိုအရှိပညာဒါနလေးတွေမှာတင်ပေးထားတာပေါ့နော်ဒီအောက်ဘက်မှာပေါ့နော်မင်းသားဆန်တို့အရိုးအကြောင်းပညာဒါနတင်ပေးထားတာလေးတွေကအောက်ဘက်မှာပါအဲ့တော့ဒီနားတဝိုက်မှာပဲရှိရသလားဒီထဲတွေမှာပဲရှိရနော်မင်းသားဆန်တို့အရိုးအကြောင်းလုံးမဲမင်္ဂလာအဲ့ဒါတွေကိုပြပေးမှာပါတော့ကခန်းဆိုအကြောင်းဒီနေ့အဲ့ဒီ5မျိုးရဲ့အကြောင်းအရာအဲ့တော့ပညာဒါန day 8ဆိုတဲ့ဒီလေးလှုပ်ဆောင်ချက်လေးတွေကိုပြပေးသွားပါမယ်ပေါ့နော် day 8ဆိုတဲ့ဟာလေးမင်းသားဆန်တော်တော်ရှာမယ်ဟိုးတော်တော်ကြီးကြာပြီဒီအယိုးအကြောင်းတင်ပေးထားတာဖြူကတော့မှ9000ကျော်ရှိเนาะအဲ့ဒါဆိုတော့ဒီရှိနံပါတ်1ရှိကြီးစာအဲ့ဟာလေးကိုတွားပြီးတော့ကြည့်ပေးပါပြန်ပြီးတော့တော်တော့အောက်ကိုတော်တော့ရှာယူရပါမယ်တော်တော့ရှာယူရမယ်ပေါ့နော်အဲ့ဒါလေးတင်ပေးထားပါတယ်အဲ့ဒါလေးကိုတွားကြည့်ပါအရင်တကယ်လို့အယိုးအကြောင်းမတင်ရသေးတဲ့သူဆိုလို့ရှင်ပေါ့နော်အဲ့တော့အယိုးအကြောင်းတင်ပြီးသားသူကတော့အဆင်ပြေတယ်ဒီပု္ပ္ပစာကိုဖြည့်လို့ရတယ်အဲ့တော့ရိုးအကြောင်းမတင်ရသေးဘူးဆိုလို့ရှင်ဆက်စုခုနပြောပြထားတယ်ဆက်စုရဲ့ဒီပညာဒါန day 8ဆိုတဲ့ event လေးမှာအရိုးအကြောင်းကိုတေချာလေးရှင်းပေးထားပါတယ်အဲ့ဗီဒီယိုလေးကိုသွားကြည့်ပါအဲ့တော့သွားကြည့်ပြီးတော့မှဒီဟာကိုလာဖြည့်လို့လည်းရှာတယ်ပေါ့နော်အဲ့တော့ပု္ပ္ပစာလေးကိုဖြည့်ဖို့အချိန်အဲ့တော့30စက္ကန့်ပေးမယ်ပေါ့နော်1မိနစ်မပြီးတော့30စက္ကန့်ပဲပြီးတော့မယ်နော်အဲ့တော့1မိနစ်ဆိုတော့လေနားဆန်တော့လည်းကြည့်ရတာအချိန်ကြာနေမှာဆိုလို့30စက္ကန့်ပေးမယ်တစ်ချက်အဖြေလေးကိုစဉ်းစားပေးအဲ့တော့အောက်ကမေးခွန်းတွေလည်းရှိရပါတော့အောက်ကမေးခွန်းတွေကတော့နောက်နေ့မှထပ်ပြီးတော့ထပ်တင်ပေးမယ်တစ်ပိုင်းပေါ့နော်အဲ့တော့အရင်ဆုံးဒီအပေါ်ကနံပါတ်66ကဟိုနေရဲ့အကြောင်းလေးပေါ့နော်အဲ့တော့အဖြေလေးစဉ်းစားပေးပါအဲ့တော့တည်မတည်တခုတော့ဝိုင်းလိုက်ပေါ့နော်โอเค30စက္ကန့်ပြည့်သွားပြီပေါ့နော်30စက္ကန့်ပြည့်သွားပြီဆိုတော့အယိုးနဲ့ပတ်သက်ပြီးတော့မင်းသားဆန်တို့အချီပန်လေးကိုသွားကြည့်ကြမယ်အချီပန်ကကြတော့ခိုဆွဆွရီနေဝါတဲ့ဇိုးခဲဆွဆာယောကအာရူတဲ့အဲ့တော့ဇိုးခဲဆွဆာယောဆိုတာဘာလဲဆိုလို့ရှိရင်ပေါ့နော်ဒီမှာဒီပုံလေးကခုနပြောတဲ့ဒီပညာဒါနဒီအိတ်မှာတင်ပေးထားတဲ့အယိုးအကြောင်းလေးပေါ့နော်အဲ့တော့ဇိုးခဲဆွဆာယောလို့ခေါ်ပါတယ်အဲ့တော့ဒီအယိုးရဲ့ဒီလှုပ်ဆောင်ချက်ကဒီမှာဆိုလို့ရှိရင်5ချက်ရှိတယ်ပေါ့နော်အဲ့ထဲမှာဒီဇိုးခဲဆွဆာယောဆိုတာလေးလည်းပါတယ်ပေါ့နော်အဲ့တော့ဇိုးခဲဆွဆာယောကဘာလုံးမှလဲဆိုလို့ရှိရင်ဒီအပိုင်းလေးပေါ့နော်ဒီအပိုင်းလေးပါဒီပုံလေးပါအဲ့တော့နော်ခိုဆွဆွီပေါ့နော်ဒီရိုးတွင်းချင်စီနော်အဲ့တော့ဒီနေရာလေးကိုရိုးတွင်းချင်စီလေးလို့ခေါ်တယ်ပေါ့နော်အပြချင်းဖြစ်နေဟိုအနီချင်းဖြစ်နေလို့နည်းနည်းကာလာချိန်လိုက်မယ်ကာလာလေးချိန်လိုက်မယ်နော်
အဲ့တော့ဒီပုံလေးဒီမှာဆိုလို့ရှိရင်ဒီမှာရိုးရင်းချင်စီလေးပေါ့နော်ရိုးရင်းချင်စီကိုခိုဆွဆူအီလို့ခေါ်တယ်ပေါ့နော်ခိုဆွဆူအီအဲ့တော့ခိုဆွဆူအီထဲမှာဘာလုံးမှာလဲဆိုလို့ရှိရင်ဇိုးခဲဆွစာရောဆိုတဲ့ဒီဟာကိုလုံးမှာပေါ့နော်ဇိုးခဲဆွစာရောဆိုတာကရိုးတွင်းချင်စီထဲမှာသွေးပြူဦးတွေသွေးနီဦးတွေနဲ့ဒီသွေးမွှားဆွဲတွေပလက်စမာဆိုတဲ့ဒီသွေးရည်ကြီးဦးလေးတွေပေါ့နော်သွေးဦးလေးတွေကိုသွေးမွှားစိတ်လေးတွေပေါ့နော်အဲ့ဒါလေးတွေကိုထုတ်လုပ်တာเนาะအဲ့ဒီဟာကဒီလူတွေရဲ့ဒီသွေးဖြူဦးတွေသွေးနီဦးတွေဒီသွေးရည်ကြီးတွေသွေးမွှားစိတ်လေးတွေကဒီလူတွေရဲ့ဒီအယိုးထဲမှာရှိတဲ့ရိုးတွင်းချင်စီထဲမှာသွားပြီးလောက်တာသွေးထဲမှာလောက်တာမဟုတ်เนาะမနာဆန်တော့အယိုးထဲမှာလောက်တာဒီဇိုးခဲဆွစာရောဆိုတာကအဲ့ဒါကိုပြောတာเนาะအော်ဒီမှာရိုးတွင်းချင်စီထဲမှာသူကစက်ခတ်ကျူသွေးနီဦးတွေဟာခတ်ကျူသွေးဖြူဦးတွေပြီးလို့ရှိရင်ခက်ရှိုးပန်းဆိုတဲ့ပလက်စမာသွေးရည်ကြီးဥလေးတွေပေါ့နော်သွေးရည်ကြီးဥလေးတွေသွေးမွှားဆေးလေးတွေအဲ့ဒါလေးတွေကိုရိုးတွင်းချင်စီထဲမှာလောက်တာနော်ခိုဆွဆွီထဲမှာလောက်တာပါမင်းနာဆန်တော့နော်ခိုဆွဆွီထဲမှာလောက်တာပါခက်ရှိုးဒီစက်ခက်ကျူဆိုတာကသွေးနီဦးကိုပြောတာပါဟာခတ်ကျူဆိုတာကသွေးဖြူဦးကိုပြောတာပါခတ်ရှောပန်းဆိုတာကဒီ plasma သွေးရည်ကြီးဦးလေးတွေသွေးမွှားစိတ်လေးတွေပေါ့နော်အဲ့ဟာလေးတွေကဒီသွေးဒီရိုးတွင်းချင်စီထဲမှာလောက်တာပေါ့နော်အဲ့တော့ဒီသွေးနဲ့ပတ်သက်တဲ့သွေးရဲ့ဖြစ်စဉ်ပေါ့နော်အဲ့ဒီဟာလေးတွေကဒီရိုးတွင်းချင်စီထဲမှာလောက်တာပါအဲ့ဒါကြောင့်ဇိုးခဲဆွစာရောလို့ခေါ်တာပေါ့နော်အဲ့ဒါကိုဇိုးခဲဆွစာရောလို့ခေါ်ပါတယ်အဲ့တော့ဒီမှာသူကဟိုနေနီဝါတဲ့ဇိုးခဲဆွစာရောကအာရူတဲ့ကဲမနာဆန်တော့ကွက်တီပဲเนาะအဲ့တော့ကွက်တီပါပဲเนาะမနာဆန်တော့ကွက်တီပါပဲအဲ့တော့အရင်ဆုံးဒီနီတွေစမ်းနေရွှန်းနေခေါ်တွေမဖတ်ရသေးတဲ့အတွက်စမ်းခါခုလေးလောက်ထားခဲ့မယ်မိကုံကတော့ကွက်တီကျသွားပြီเนาะအဲ့တော့နံပါတ်2ပန်းကိုဖတ်ကြမယ်ဟိုနေဝါတဲ့အွန်တိုနီယော်လူတဲ့ဖူကာကာတဲ့ခခါဒူတိုတဲ့ယောဝခုနာလူတဲ့အဲ့တော့ဟိုနေအယိုးဟာဆိုလို့ရှိရင်အွန်တိုနီယော်လူเนาะအဲ့တော့ဒီလေ့ကျင့်ခန်းတွေလောက်တာနော်လောက်တာနဲ့ပတ်သက်ပြီးတော့မှအယိုးမှာဒဏ်နေဒီအယိုးမှာဒီဝင်ပိစီရတွေဖြစ်တယ်ပေါ့နော်အဲ့လိုဝင်ပိလေးဝင်ပုံများလေးအယိုးကပို့ပြီးတော့မှအားနေလာလေးတဲ့ကဲမြတ်ဆန်တို့လူတွေတန်မာဖို့အတွက်တောင်မှအွန်တိုးလောက်ရတယ်မလားအဲ့တော့အယိုးကဒီအွန်တိုးလောက်ပါများလေးအဲ့ဒီဟာအပေါ်မှာပို့ပြီးတော့မှအလုံးလောက်ရတဲ့အတွက်အယိုးဟာပို့ပြီးတော့တတ်မှာလာမှာဆွေရောခုနာတို့ရောဝခုနာတို့ဆိုတော့မှားတယ်ရောဝခုနာတို့ကဘလို့အခြေအနေမျိုးမှဖြစ်မှာလဲဆိုလို့ရှိရင်နေတာခီတွေဖြစ်ပြီးတော့အဲ့ရပေါ်လဲသွားတဲ့အချိန်မှာသူကဒီအပြင်ဒီအယိုးရဲ့လှုပ်ရှားမှုတွေကမရှိတော့ဘူးဆိုတဲ့အတွက်အဲ့မှာအယိုးကအားနေလာမှာနော်အဲ့လိုအခြေအနေမျိုးမှာရောဝခုနာတို့ဖြစ်လာမယ်ပေါ့နော်အဲ့တော့နိဗ္ဗာန်ကနော်သူကဒီဆွေရောခုနာတို့ဖြစ်ရမှာပေါ့နော်အဖြစ်ရအဲ့တော့သူကရောဝခုလို့ပြောထားတဲ့အတွက်ဘာစုနော်ပြီးလို့ရှိရင်ဟိုနေဝါတဲ့နော်ခိုဆုကာဆိုင်ဘိုနီရော့တဲ့ကိုဝါစားတဲ့လူတဲ့အော်ဒီအယိုးတွေကပေါ့နော်အယိုးတွေကတဲ့ဒီခိုဆုကာဆိုင်ဘိုနော်ခိုဆုကာဆိုင်ဘိုတွေကအယိုးတွေကိုပျက်စီးစေတယ်ပေါ့နော်အဲ့အယိုးမှာသူကအသစ်လောက်တာနဲ့ဒီအယိုးတွေပျက်စီးစေတဲ့ဆေးနဲ့အယိုးကိုအသစ်တွေထပ်ပြီးတော့မွေးဖွားပြီးထုတ်လုပ်ပြီးရဲဆဲဆိုပြီးတော့ရှိရပေါ့နော်အဲ့တော့ဒီခိုဆုကစာရေးဘူးကကြတော့အယိုးတွေကိုအသစ်မွေးဖွားပေးတာနော်အယိုးအသစ်တွေကိုထုတ်လုပ်ပေးတာပေါ့နော်အဲ့တော့ဒီဟိုနေနော်ဒီအာတာရာရှိဟိုနေကိုတဲ့စုခုလို့ဟာတာရာခိနော်ဒီဟာကခိုဝါစားတဲ့လူမဟုတ်ဘဲနဲ့အာတာရာရှိဟိုနေကိုဒီစုခုလို့ပေါ့နော်စုခုလို့အဲ့တော့ခိုဆုကဆိုင်ဘူကနော်ခိုဆုကဆိုင်ဘူကအတာရာရှိဟိုနေကိုစုခုလို့အတာရာရှိဟိုနေပေါ့နော်ဟိုနေကိုစုခုလို့ပေါ့နော်ဟောသူကအယိုးကိုအယိုးအသစ်ကိုလှုပ်တဲ့ဆိုင်ပေါ့နော်ဒီခိုဆုကဆိုင်ပေါ့ဆိုတာအယိုးအသစ်လှုပ်တဲ့ဆိုင်ပေါ့သူကဒီအယိုးကိုဖြတ်စည်းတဲ့ဆဲဆိုတော့မှားတယ်နော်အဲ့တော့သူကအတာရာရှိတွေကိုအယိုးအသစ်တွေကိုမွေးဖွားပေးတဲ့ဆဲပေါ့နော်အဲ့တော့အဲ့ဒါဆိုတော့ဆန်းကလည်းဘတ်စုဖြစ်သွားပြီနော်ဆန်းကလည်းဘတ်စုအဲ့တော့ဒါဆိုလို့ရှိရင်ဒီဟာလေးကရှင်းလို့နည်းနည်းရေးလိုက်တာဖြစ်တဲ့အတွက်ဖြတ်လိုက်မယ်နော်
နံပါတ်၄ကိုဖတ်ကြမယ်အဲ့တော့ဟိုနေနော်တဲ့ခါလျရှုမှုတဲ့နော်ကယ်လ်ဆီယမ်ဝါတဲ့ရိုးကနေတိုမိုနာကြီးဖူအဲရူတဲ့ကဲမနာဆန်တို့သူဒီအယိုးနဲ့ပတ်သက်ပြီးတော့မှဒီကယ်လ်ဆီယမ်ဓာတ်တွေကဆိုလို့ရှိရင်တဲ့နော်အယိုးရဲ့ကယ်လ်ဆီယမ်ဓာတ်တွေကဒီအသက်ကြီးလာတာနဲ့အမျှနော်အိုမေဒီအသက်ကြီးလာလေသူကနော်အသက်ကြီးလာတဲ့နောက်မှာတိုးပိုးပြီးတော့တိုးလာတယ်ဆိုတော့အမြဲတမ်းရိုးကဖြစ်လာပြီဆိုလို့ရှိရင်နော်အမြဲတမ်းတေးကဖြစ်ပါတယ်နော်မင်းနာဆန်တို့အဲ့ဒါကတေးကပါနော်တော့ဖူရဲလို့ဆိုတော့မှားပါတယ်တော့တေးကဖြစ်ရမယ်ပေါ့နော်တေးကပါအဖြစ်ရတေးကနော်တော့သူကဇိုးကပြောရတဲ့အတွက်ဘာစုဟိုနေနော်တဲ့ခါလျရှုမိုကယ်ဆီယမ်ဝါတဲ့ဗီတာမင် A နိရော့တဲ့အဲ့တော့ Q ရှုကစကူရှင်စားတယ်တို့အဲ့ဟိုနေပေါ့နော်ဟိုနေဒီကယ်လ်ဆီယမ်ဆိုလို့ရှိရင်ဒီဗီတာမင် A နဲ့နော်ဗီတာမင် A နဲ့သူကသွားပြီးတော့မှစုပ်ယူပြီးတော့မှပူဒီဗီတာမင် A ကိုစုပ်ယူတဲ့ဟာပေါ့နော်အဲ့ဒီဟာကိုအားပေးပါတယ်တဲ့အဲ့ဟိုဒီဗီတာမင် A ကမှားတာပေါ့နော်အဲ့တော့ဗီတာမင် D ဖြစ်ရမှာပေါ့နော်အဲ့တော့ဒီခန္ဓာကိုယ်အတွင်းကိုကယ်လ်ဆီယမ်နေစုပ်ယူတဲ့အချိန်မှာခါလျရှုမှုဒီကယ်လ်ဆီယမ်နေခန္ဓာကိုယ်အတွင်းထဲကိုစုပ်ဝင်တဲ့အချိန်မှာเนาะစုပ်ဒီခန္ဓာကိုယ်တွေကိုစိတ်ဝင်တဲ့အချိန်ခန္ဓာကိုယ်တွေကနေစုပ်ယူတဲ့အချိန်မှာဗီတာမင် D ပေါ့နော်အဲ့ဗီတာမင် D နဲ့တူတူသွားပြီးတော့ပေါင်းပြီးတော့မှเนาะဗီတာမင် D ကဒီခန္ဓာကိုယ်တွေကိုကယ်လ်ဆီယမ်နေစုပ်ယူတဲ့ဟာကိုပို့ပြီးတော့အားပေးတာเนาะဗီတာမင် D ပါဗီတာမင် A လို့ပြောထားတဲ့အတွက်ဘာစုပေါ့နော်အဲ့ဗီတာမင် D ဖြစ်ရပါမယ်တော့အဲ့ဒါဆိုလို့ရှိရင်ဒီခိုးနဲ့ပတ်သက်တဲ့မိကွန်လေးကိုနားလည်မယ်အဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့မင်းဆန်တို့အဖြေရတော့เนาะ一起班嘛喏，然后都啊太巴拉啦，说喏，后年你话，然后说开始啥哟，噶阿鲁啦，阿弟在太阳没，皮包喏，然后一起班，喏，后年的，然后后年嘛，说嘛噶，然后西鸡啥哟是没，比如像火锅啥哟是没，温度啥哟是没，说开始啥哟是没，炒煮啥哟是没包喏。အဲ့လိုမျိုးတွေရှိပါတယ်အဲ့တော့ဒီဟာတွေကအသေးစိတ်သူပညာဌာနလေးတင်ပေးထားပြီးသားဖြစ်တဲ့အတွက်ကိုအဲ့တော့ပညာဌာန DH ဆိုတဲ့ဒီဗီဒီယိုလေးမှာတွားပြီးတော့ကြည့်ပေးပေါ့နော်အဲ့တော့ TikTok မှာလည်းတင်ပေးထားပါတယ်အဲ့တော့ဒီဇိုးခဲဆက်ဒီအရှိုးရဲ့နော်ဟိုနဲ့တော့ရခုပါလေးဆိုပြီးတော့ဒီပုံလေးနဲ့ပဲတေချာဗီဒီယိုတစ်ပုတ်နော်ပညာဌာနလေးတင်ပေးပြီးသားပါအဲ့တော့အဲ့ဒီပုတ်စာကိုပဲအခုမေကွန်လေးပညာဒါနလာလုပ်ပေးတာပါအဲ့ဒီမေကွန်ကိုလည်းအဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့အချီကနေကိုတီမရှင်းနိုင်ရှိလို့ရှင်ကွန်မန့်မှာလာမေးလို့ရပါတယ်အဲ့တော့အားလုံးပဲခုကရှိကန်ကိုအောင်မြင်စွာဖြစ်ဆိုနိုင်ကြပါစေအားလုံးပဲဆုံးထိကြည့်ပေးကြလို့ကျေးဇူးပါ